မေနှလုံးဝါမေနှလုံးမြင့်မြတ်ဖြစ်ပါတယ်ခင်ဗျာရေစာစကားမှာရရှိတာဖြစ်ပါတယ်အဲ့ဒါကလမ်းမှာတွေ့ရင်မကုန်ဘူးရကိုယ်ထိမ့်ပါမယ်ဘယ်လိုလုပ်လိုက်တာလဲသူရရဲ့မင်းဖုန်းလိုချင်တယ်ဆိုတော့ငါလုံးပိရမပူဝင်ဝင်ရောက်ငါအိမ်မှာလွတ်သွားလို့တာပါပဲဟာသူလည်းသူသမီးစားမှာသမီးရင်စားကိုလုပ်ထားရတယ်ဆိုမှာပဲတက်နေတာတော့အေးညီမလေးလည်း TV ရောဖြစ်နေလို့လေတမက်တူမစားချင်ပါဘူးစားရနေတော့ခံနေချောင်းတော့ဟိုနဲ့ပြောစရာကြီးတော်သားဒီရောကလွတ်ကူတာလွတ်ဟုတ်တယ်ခွဲရမယ်နော်ပြန်လေးစားစွာဖိတ်ခေါ်ပါရရှင်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးပါတော့ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်ကကျေးဇူးတင်စကားပြန်ကြားပြောဆိုပေးပါရှင်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေခင်ဗျာဒါကျွန်တော်ဒုတိယမိအင်တာနက်နာ၅ပါးကိုစီမင်းထက်ကနေကျွန်တော်ကာရောပြပါတယ်ကြွရောက်လာတဲ့နိုင်ငံတော်အကြီးအကဲများမြန်မာနိုင်ငံရုပ်ရှင်လောကသားများအားလုံးလည်းကျွန်တော်စီမင်းတက်ကနေကာရောပြုပါတယ်ခင်ဗျာကျွန်တော်အခုရတဲ့ဆုကဒါကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့စီမင်းဝန်ထမ်းတွေကိုကိုးစားပြုပါတယ်ခင်ဗျာကျွန်တော်တို့လည်းအမြဲတမ်းအမှတ်တရဖြစ်နေမဲ့ဆုပါပြီးတော့ဒါထုတ်လုပ်ရေးပေါ့နော်ဒီကောက်ကိုထုတ်လုပ်ပေးတဲ့ဒါ Unity ရွှေ Production ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဒီကောက်ကိုဖန်တီးတဲ့ဒါရိုက်တာကျွန်တော်ရဲ့ဆရာကိုနေပိုင်အာစရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်စံညွန်းကိုလွမ်းဝေအောင်နောက် DOB ကိုသားကျော်ပြီးတော့ကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်အဲ့လိုရန်ပြင်မနဲ့လှုပ်ကြတဲ့ကျွန်တော်တို့ဆက်ဖွဲ့တယောက်ချင်းစီတိုင်းအောင်လဲ99%พึงพอใจเซนโซไดคือแบรนด์ที่ดีที่สุดสำหรับเรื่องเสียวฟันใช่แล้วคือฟันไม่เสียวไม่ผุสักပြောပါဦးမယ်ဒါကျွန်တော်နဲ့အတူတူပေါ့နော်စိုးတူကောင်းဘက်အဲ့လိုကျွန်တော်ကိုပါရမီဖြည့်ပေးတဲ့ကျွန်တော်ရဲ့ဇနီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စကားပြောကြားပေးပါတော့အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်အား